ချမ်းသာတဲ့အမျိုးသားတယောက်ဟာတက္ကစီတစ်စီးပေါ်ကိုခုန်တက်လိုက်တဲ့ဒရိုင်ဘာကနောက်လှည့်ကြည့်ပြီးဆရာဘယ်ကိုသွားမလို့လဲလို့မေးလိုက်ပါတယ်အမျိုးသားကဒီနားတင်မှာပဲလို့ပြန်ဖြေခဲ့တာပေါ့အေးဆက်ပြီးမှောင်မိုက်နေတဲ့ညဉ့်ရံထဲမှာမောင်းနေတုန်းလမ်းဘေးမှာကားရားနေတဲ့မျက်မမြင်မိန်းကလေးငယ်လေးတယောက်ကိုသူတို့မြင်လိုက်ရတယ်သူမဟာတယောက်တည်းရဲရင်ချမ်းလို့တုံရီနေခဲ့တာပါဒရိုင်ဘာကနောက်ဖုံးထိုင်ကုန်ကအမျိုးသားကိုလှည့်ကြည့်ပြီးဆရာနောက်ထပ်ခီးဒီတယောက်ပါတင်သွားလို့ရမလားလို့မေးလိုက်တဲ့အမျိုးသားကကောင်မလေးကိုလှမ်းကြည့်လိုက်ပြီးခေါင်းငိမ်ကရပါတယ်တင်လိုက်ပါလို့ပြောလိုက်တဲ့ဒရိုင်ဘာကကားကိုလမ်းဘေးထိုးရက်လိုက်ပြီးညီမလေးကားစီးမလို့လားလို့မေးလိုက်ပါတယ်ကောင်မလေးကတိုးတိုးလေးပြန်ဖြေတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်သမီးဆောင်နေရတာတော်တော်ကြာနေပြီဘသူမှကားမရက်ပေးကြဘူးတဲ့ဒရိုင်ဘာကကားပေါ်ကဆင်းသွားပြီးကောင်မလေးကိုကားပေါ်တက်အောင်ကူညီပေးခဲ့တယ်လို့တကားကိုလည်းတာတာယာယာလမ်းပိတ်ပေးခဲ့တာပေါ့နောက်ဆုံးတော့သူမရောက်ချင်တဲ့နေရာစီရောက်ရှိခဲ့တယ်ကားခဘလောက်ကြပါသလဲရှင်လို့ကောင်မလေးကမေးလိုက်ပါတယ်ဒရိုင်ဘာကပြုံးလိုက်ပြီးရပါတယ်ကားခမပေးပါနဲ့တော့လို့ပြောပေမဲ့ကောင်မလေးကညှင်းဆန်ခဲ့တယ်ဟင်းအင်းပါဒါဦးလေးရဲ့အလုပ်ပဲလေသမီးကိုလည်းကူညီပေးခဲ့တာဆိုတော့ကားခပေးပါရစေဒရိုင်ဘာကနောက်ဆုံးမှာအေးပါဗျာဒါဆို$6ကြပါတယ်လို့ပြောလိုက်တဲ့ကောင်မလေးကပိုက်ဆံအိတ်ထဲကပိုက်ဆံတွေကိုစမ်းသက်ရင်စာရွက်ပိုင်းစလေးတွေရဲ့အနားသက်ကိုလက်ချောင်းလေးတွေနဲ့ထိတွေ့ကြည့်နေခဲ့တာပေါ့ကွက်တိ$6ယူပေးပါနော်ဦးလေးလို့သူမကတောင်းဆိုလိုက်တဲ့နောက်ဖုံးမှာထိုင်နေတဲ့အမျိုးသားကအရှိကိုတိုးလိုက်ပြီးဒရိုင်ဘာများကောင်မလေးကိုလိန်ညာခေါင်းပုံဖြတ်မလားဆိုတာတေချာစောင့်ကြည့်နေခဲ့တာပါဒါပေမဲ့ဒရိုင်ဘာကလိန်ညာမဲ့အစားညီမလေးစီက$10တန်တရွက်ယူလိုက်တယ်နော်ဒါကတော့ပြန်အငွေ$4ပါလို့ပြောရင်းအငွေပြင်အပို$100တန်တရွက်ကိုပါသူမလက်ထဲတိတ်တဆိတ်ထည့်ပေးလိုက်ပါတော့တယ်ကောင်မလေးကပြုံးလိုက်ပြီးကျေးဇူးအများကြီးတင်ပါတယ်ဦးလေးလို့ပြောကအမောင်ထုတဲ့ထွက်ခွာသွားခဲ့တယ်ခဏအကြာမှာဒရိုင်ဘာရဲ့ဖုန်းမီလာခဲ့တာပေါ့မိမ့်မရေနာအိမ်ပြန်နောက်ကြမယ်ခီးဒီတယောက်ပို့ဖို့ကြံသေးလို့ဒါပေမဲ့သူကားစမမောင်းမိမှာပဲနောက်ဖုန်းကအမျိုးသားဟာတကားဖွင့်ပြီးပိုက်ဆံမပေးဘဲဆင်းသွားခဲ့တယ်ဒရိုင်ဘာလမ်းဖြတ်သွားပြီးဆရာကားခက$8ပဲကြတာပါအမျိုးသားကနောက်လှည့်ကြည့်ပြုံးလိုက်ပြီးထားလိုက်ပါဟိုကောင်မလေးကိုဆက်ဆံခဲ့တဲ့အတွက်ဒီပိုက်ဆံနဲ့ထိုက်တန်ပါတယ်လို့ပြောလိုက်တယ်ပြီးတော့ကားထိုင်ကုန်ပေါ်မှာ$တက်တူညာတန်ပန်နှုတ်တရွက်ထားခဲ့ပြီးထွက်ခွာသွားခဲ့ပါတော့တယ်ဘာလို့လဲဆိုတော့ကျင်နာတန်တန်စေတနာဆိုတာတင့်စီကိုတိတ်တဆိတ်မထင်မှတ်ပဲပြန်လဲရောက်ရှိလာတတ်တဲ့သဘောရှိလို့ပါပဲ